အားလုံးပဲမင်္ဂလာပါကျွန်တော်လောပိုင်းခက်မှန်းချက်များအစီအစဉ်မှပြန်လည်ပြီးကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာဆိုရင်တော့ဒါတောက်ကြညဖြစ်တယ်နောက်ကျွန်တော်ဒီညမှာ3ပွဲကိုရောဘထက်တန်လေး3ပွဲရှိရပါတော့စီးရီး2ပွဲဒါဒီက1ပွဲ3ပွဲရှိပါတယ်မနေ့ညကတော့ကျွန်တော်ထက်တန်လေးတွေမရှိအောင်လို့ကျွန်တော်ရွေးချယ်မှုတွေနားခဲ့ကြရပေါ့နော်ဒီညမှာတော့3ပွဲရှိရရနေပြီးတော့ကျွန်တော်ဒီမိတ်ဆွေညီကိုများအကျိုးရှိစေဖို့အတွက်ကျွန်တော်တပွဲကိုကျွန်တော် free ပွဲအနေနဲ့ရွေးချယ်ပြီးတော့ခက်မှန်းပေးသွားမှာပါအဲ့ဒါ free ပွဲအကြောင်းလေးပြောခင်မှာကျွန်တော်ဒီနေ့ည3ပွဲရနေပြီးတော့ဒီကျွန်တော်ရှိမှာပုံမှန်ရှိနေကြဖြစ်တယ်ကျွန်တော်နိုင်ပေးတဲ့ဘောကောင်းရှိတယ်နောက်ခါကျွန်တော် Legit Fighter ညီကိုများအတွက်ပွဲကြရင်ပြန်ပြီးရော်ပြီးရော်စားပွဲရှိပါတယ်အဲကြောင့်မလို့ဒီနေ့ညမှာဒီနိုင်ပေးပွဲနဲ့ရော်စားပွဲယူကစားခြင်းနဲ့မိတ်ဆွေတို့အနေနဲ့ Viber နံပါတ်3998999639ကိုဆက်သွယ်လို့ရပါတယ်အဲ့တော့ဒီညမှာကျွန်တော် free ပွဲနေတဲ့ရွေးချယ်ပြပွဲစဉ်ကတော့ကျွန်တော် Italy Serie A က Napoli နဲ့ Cagliari အသင်းရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာလက်ရှိပေါက်ကြီးက Napoli က2-20ကိုပေါင်းကြီးက3-30ရှုံးပေါ့နော်ဒီနေ့ညပွဲစဉ်မှာဆိုရင်တော့ Napoli ကဒီပွဲမှာဒီကောင်းအနေနဲ့နိုင်ရင် Serie A ချန်ပီယံဖြစ်ပြီပေါ့နော်ဘယ်လိုရလဒ်နဲ့ပဲနိုင်ရတဲ့ Serie A ချန်ပီယံဖြစ်ပြီ Napoli အသင်းအနေနဲ့ Cagliari အသင်းကတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော် Venezia ကိုနိုင်ကစားသွားတဲ့အကြောင်းမလို့ဒီတက်စစ်ဆောင်ကလွတ်သွားပြီပေါ့နော်ဒီကောင်းအနေနဲ့ဘာဖိအားမှမရှိတော့ဘူးဘာမျိုးချက်မှလည်းမရှိတော့ဘူးပေါ့နော်တစ်ဖက်မှာတော့တစ်ချိန်တည်းမှာပဲကျွန်တော်ကိုမိုတင်နဲ့အင်တာမီလန်အသင်းကကတ်မယ်အင်တာမီလန်အသင်းကနိုင်ခဲ့ရင်လည်းနာပိုလီအသင်းကတည်ကြရင်ကြမကြရင်ရှုံးမှအင်တာမီလန်အသင်းအနေနဲ့မျှော်လင့်ချက်ရှိမှာပေါ့နော်နာပိုလီအသင်းအနေနဲ့ကတော့ဒီကောင်းအနေနဲ့တစ်ဖက်အသင်းကိုကြည့်ကြမလို့ဒီညပွဲမှာဘယ်လိုရလဒ်နဲ့ပဲနိုင်နေဖြစ်စေသူအနေနဲ့စီးရဲ့ချန်ပီယံတရားပေါက်ဖြစ်ပါပြီအဲ့တော့ကျွန်တော်ဒီပွဲစဉ်မှာတော့လက်ရှိခြေစွမ်းနဲ့စာရင်တော့ကျွန်တော်ကတော့ကြေးရပဲကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်2-20ရှုံး3-30ရှုံးနေထားမှာတော့နာပိုလီအသင်းအနေနဲ့ဂိတ်လိုက်အသင်းကိုနိုင်ခဲ့ရင်လည်းကျွန်တော် 2-0 တက်မပို့ဘူးလို့ကျွန်တော်ယူဆတယ်1-0 2-1 2-0ပေါ့နော်အဲ့တော့နာပိုလီအသင်းအနေနဲ့3ဂိုးပြတ်နိုင်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဒါကြောင့်မို့ကျွန်တော်ဒီပွဲစဉ်မှာတော့ဘာဖြစ်အောင်မရှိဘဲနဲ့ပေါ့ပါကစားလာမယ်ကျွန်တော်ဂိတ်လိုက်ဘော်ဒီကိုကြိုက်ပါတယ်အဲ့တော့နာပိုလီအသင်းအနေနဲ့အခုညပွဲစဉ်မှာတေးအောင်ကြလို့မရဘူးပေါ့နော်အဲကြောင့်မလို့နာပိုလီအသင်းအနေနဲ့ဖိအားရတော်လေးများတယ်ပေါ့နော်အိမ်ခွင့်ဖြစ်ပေမဲ့လည်းဖိအားတွေနဲ့ကစားမယ်စားစာတွေကနိုင်မှာတဲ့စာရင်မရှုံးအောင်ဦးစားပေးကစားလာမယ်နာပိုလီအသင်းရဲ့အနေအထားကြောင့်မလို့ကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော် Cagliari ဘော်ဒီကိုကြိုက်ပါတယ် Cagliari အသင်းအနေနဲ့ပေါ်ပါလေးနဲ့နာပိုလီကိုအကောင်းဆုံးတုတ်ပြန်ပြီးတော့ကစားရမယ်လို့ကျွန်တော်တို့ယူဆတယ်။နောက်ကျကြေးရတယ်နာပိုလီအသင်းအနေနဲ့2ဂိုး3ဂိုးမပြတ်နိုင်ဘူးလို့ကျွန်တော်တို့ခံမှန်းထားတယ်။အဲကြောင့်မလို့ဝီညာစီကနာပိုလီနဲ့ Cagliari အသင်းရဲ့ပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်ပေးရတဲ့ free ပွဲလေးက Cagliari ဘော်ဒီကြိုက်ပါတယ်။လောဘရေးမစ်ဆွေညီကိုများလည်းဝီညာမှာအကျိုးရှိနေဆိုရင်တော့ကျွန်တော်ရွေးချယ်ပေးရတဲ့ free ပွဲလေးကိုလိုက်ကစားဖို့ကျွန်တော်အကြံပြုခဲ့ပါတယ်။အဲဒီကကျွန်တော်ရာသီကုန်နေ့ဖြစ်အောင်မလို့ကျွန်တော်မိတ်ဆွေညီကိုများအနေနဲ့ဒီဘောလုံးပွဲတွေကို business ရကစားပြီးကစားအားပေးရကစားမှာအထူးသတိထားပြီးကစားဖို့ကျွန်တော်အကြံပြုခဲ့ပါတယ်အဲ့တော့ဒီသုံးပွဲကနေပြီးတော့ဦးညမှာဆိုရင်တော့ကျော်ရှိမှာဒီနိုင်ပေးပွဲနဲ့အရောစားပွဲဒီကစားခြင်းနဲ့မိတ်ဆွေတွေကတော့ Viber နံပါတ်ကိုဆက်သွယ်လို့ရပါတယ်အဲ့တော့တခြားပွဲစဉ်ခမန်းချက်တွေကိုတော့ကျွန်တော်နီးကပ်အနေနဲ့အကြိုက်တွေ့ရဆိုရင်ပုံမှန်တိုင်းပဲကျွန်တော်ရဲ့ Telegram free channel မှာအခမဲ့တင်ဆက်ပေးထားပါမယ်ဗီဒီယိုလေးကိုစောင့်ဆုံးကြည့်ပြီးတဲ့မိတ်ဆွေတိုင်းအားလုံးကိုတူးချင်းကြောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်လောဘကြီးမိတ်ဆွေညီကိုများလည်းဒီနေ့ညမှာကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးနဲ့နှုတ်ဆက်ခဲ့ပါတယ်